chocolate စားကြည့်လို့သိလားဒီပိုင်း chocolate ဘာ chocolate ဖြစ်ဖြစ်ပေါ့အခုရက်ပိုင်းကိုကျွန်တော် weight တက်ရှင်လာပြီဝါတာတော့ကျွန်တော်မဝပါဘူးမဝသေးပါဘူးဒါဝါလို့ခေါ်တယ်ကျွန်တော်မဝသေးပါဘူးကျွန်တော်ဝါတရားတော့ကိတ်လာတယ်လို့ပဲခိုင်ထိုင်လုံးလို့လားမသိဘူးခိုင်ထိုင်လုံးလို့လားမသိဘူးတရားတော့တကယ်ကိတ်လာတကယ်ကိတ်လာတကယ်ကိတ်လာခိုင်ထိုင်လည်းကြားလဲကြပါတင်ကိတ်လာလားတင်ကိတ်လာလားတင်ကိတ်လာလားကျွန်မခိုင်ထိုင်အများကြီးလုံးလို့လားမသိတရားတော့ကိတ်လာလားကျွန်မ weight တက်ရှင်လားမသိဘူးလေခုရက်ပိုင်းကကျွန်မ chocolate အရင်စားချင်နေရကျွန်မဘာ chocolate ဖြစ်ပြီးတော့ဒီမှာဒီပိုင်း chocolate တဲ့ကျွန်တော်မတည့်ဘူးဒီလားရင်ချက်တက်ယောဂရှိရလေကျွန်တော်မတည့်ဘူးကျွန်တော်ယောဂရစုံတာစုံတန်းစီမကြည့်ကျွန်မလေးဖျားလေးမျိုးတော့ဒီမှာကြည့်မနေ့ကနှစ်ဘူးဒီနေ့သုံးဘူးနောက်တစ်ဘူးပြမယ်နောက်တစ်ဘူးပြမယ်ဒီမှာကြည့်သုံးဘူးတစ်ဘူးနှစ်ဘူးသုံးဘူးမနေ့တော့နှစ်ဘူးကျွန်မအထိုင်နဲ့ထိုင်စားတာစားကြပါဦးလို့မဝိတ်တော့မဟုတ်ဘူးမ chocolate စားအများဘာလဲအချို့ကြိုက်တာများဟုတ်တယ်ကျွန်တော်ပြောပြအောင်ကျွန်မချက်တော့မှလေလာပို့နေပြမလေးခါကြလဲကျွန်မကလေးတွေအကောင့်ကျွန်မsocial မှာစပြပါတော့ကျွန်မ main ကလေးအကောင့် social မှာစပြလို့ရှိရင်ကျွန်မအလွတ်လေးပါနော်သွားပြီးကြောက်ဝင်ရအောင်ပို့လို့ရအောင်ကျွန်မစပြသူတို့ဘွိုင်းလေးတွေကျွန်မရှာပြီးတော့ယောက်ျားလေးတွေကိုရှာပြလာကျွန်မအချက်ခွဲတာလိုင်းမော်တင်ပြီးတော့ကျွန်မတို့ကပြောတာကျွန်မနားနေရမဟုတ်ဘူးသိလားတိတ်ခါကြပဲထန်ရအောင်ထန်ကြရအောင်ပါနေတယ်အဲ့ဒီလိုကျွန်မတို့ရှက်ခွဲရ social media မှာကျွန်မအချက်ခွဲလိုက်ကျွန်မနောက်တစ်ခါပေါ့အဲ့လိုမျိုးစလာမပို့ရတချို့ကြလဲရမလားလို့ရှင်းကက်ကြည့်ရအောင်တချို့ကြလဲ sorry ရှိရဲမိမရှိရဲအဲ့လိုမျိုးတက်မိနစ်ကရမလားဆိုဖင်လောက်တယ်ဆိုပြီးရမလားလို့ဆိုပြီးတော့လေဖင်လောက်တိုင်းနဲ့ရရမယ်ဆိုတော့ဆက်ကြပါမစိတ်နေပါအဲ့တောက်ကုန်ဟုတ်တယ်တမသွားလာလောက်မသွားလာပါဘာကကိတ်တာကိတ်လာအဲ့လိုထိုင်တာဟုတ်တာတတိုင်းအိုးစစ်တဲ့ပါလား